အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ခေတ်ပညာရဲ့ grade 1 set လေးနဲ့မိတ်ဆက်ပေးမှာပါဒါလေးက grade 1 set လေးပါ grade 1 set လေးမှာဆိုလို့ရှိရင်မြန်မာစာမှာဆိုရင်သင်ခန်းစာတစ်ကနေပြီးတော့စနစ်အထိပေါ့နော်အဲ့ဒီသင်ခန်းစာလေးရဲ့လေ့ကျင့်ခန်းလေးရဲ့အခုလိုမျိုးလေ့ကျင့်ခန်းလေးတွေပါပါတယ်ဒါလေးကမြန်မာစာစာအုပ်လေးပါဟောဒီအုပ်ကအင်္ဂလိပ်စာပါအင်္ဂလိပ်စာမှာဆိုလို့ရှိရင်လည်း unit 1ကနေ8အထိပေါ့နော် unit အားလုံးရဲ့လိုမျိုးကာလာစုံလေးခြင်းငယ်လေးပါပါတယ်ဒါလေးကအင်္ဂလိပ်စာပါနောက်တော့ကတော့သင်္ချာပါသင်္ချာမှာဆိုလို့ရှိရင်လည်းတစ်ကနေ18အထိပေါ့နော်အခန်း18ခန်းပါပါတယ်သင်္ချာအဲအခန်း18ခန်းရဲ့အခုလိုမျိုးလေးခြင်းငယ်လေးအယောင်စုံနဲ့လေးခြင်းငယ်လေးနဲ့တောင်းလေးအကြိုက်လေးခြင်းငယ်လေးပါပါတယ်နောက်တစ်ခုကသင်္ချာမှာပေါ့နော်ဒီသင်္ချာကိုရသွားလို့ရှိရင်သူ့မှာတစ်ချက်လေးလာအဖြေရှာပြီးတော့အဖြေရှာဆိုရဲတော့မေခွန်းလေးဖြေရမယ့်ဟာလေးပေါ့နော်သူက test လိုမျိုးဖြေရမယ့်ဟာလေးလေ့ကျင့်လို့ရတဲ့ဟာလေးပါပါတယ်ဒါလေးကတော့ဒီလိုလေးပါဒါတော့အခန်း၄ခန်းလောက်ပြီးသွားလို့ရှိရင်တစ်ခါလေ့ကျင့်လို့ရပါတယ်ဒါလေးကတော့တစ်ချက်လေးလာအဖြေရှာဆိုရဲသင်္ချာစာအုပ်လေးပါရှင်နောက်တစ်ခုကတော့သိပ္ပံစာအုပ်လေးပါသိပ္ပံစာအုပ်မှာဆိုရင်လည်းအခန်း1ကနေ6အထိပေါ့နော်အခန်း6ခန်းရဲ့အခုလိုမျိုးရောင်စုံလေ့ကျင့်ခန်းလေးတွေ activities လေးတွေအကုန်လုံးပါပါတယ်ဒါလေးသိပ္ပံစာအုပ်လေးပါနောက်တစ်အုပ်ကတော့လူမှုရေးပေါ့နော်လူမှုရေးစာအုပ်လေးဖြစ်ပါတယ်လူမှုရေးမှာဆိုရင်လည်းအခန်း1ကနေအခန်း6အထိပေါ့နော်ရာသီဥတုအကြောင်းလေးဒီမိုင်းကြောင်းလေးပါတယ်ဒီလိုစာအုပ်လေးဖြစ်ပါတယ်ခေတ်ပညာရဲ့စာအုပ်တွေအားလုံးအောင်ဆိုလို့ရှိရင်သင်ရိုးသစ်ပေါ့နော်သင်ရိုးသစ်ကိုအခြေခံပြီးတော့ရေးဆွဲထားတဲ့လေ့ကျင့်ခန်းစာအုပ်လေးဖြစ်ပါတယ်စာအုပ်လေးဆက်သွယ်မှာယူခြင်းနဲ့ဆိုရင်တော့ Facebook နဲ့ TikTok ရဲ့ page Messenger မှာတစ်ဆင့်မှာယူနိုင်တယ်လို့ Viber နဲ့ Telegram channel ရဲ့နံပါတ်3998801680ကိုဆက်သွယ်ပြီးတော့လည်းမှာယူနိုင်ပါတယ်ခေတ်ပညာရဲ့ YouTube channel မှာလည်းအပတ်စဉ် origami activities လေးတွေတခြား learning လုပ်ရမယ့် video လေးတွေကိုအမြဲတမ်းတင်ပေးသွားဖြစ်လို့ YouTube ကိုလည်း subscribe လုပ်ပေးရအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်